ဟုတ်ပြီဟာဒီနေ့မျိုးတွေကလူဆိုးတွေနဲ့ငါလူဆိုးတွေနဲ့တိုက်ခိုက်ရမယ်ကွာဟဲ့အောင်ရှေ့မှာတွေ့ပြီးအောင်နေအေးချကွာဒီကောင်နေလမ်းတရေတွေဖြစ်မယ်ကွာဟာရဖုံးလာနေတယ်ကွာဟုတ်ပြီဟဲ့အောင်နေရှေ့ဆက်သွားမယ်ရှေ့မှာရှိသေးတယ်တဲ့ငါနောက်လိုက်ခဲ့ကြရအောင်ဟဲ့အောင်ဒီမှာရအောင်ရဲငါတို့အလိုရှိနေတဲ့ကောင်ကွာရအောင်ဒီကောင်ဘန်တမာကြီးကွာရအောင်ဘန်ထဲမှာဒီကောင်ဘန်ထဲကိုဝင်ပြီးတော့ဒီကောင်ဓမြတိုက်နေတာနဲ့တွေ့ရအောင်နေခုနကငါသတင်းငါ့ကိုလှမ်းပို့တယ်ဒါငါတို့ရဲတပ်ဖွဲ့ကအလိုရှိတဲ့ကောင်နဲ့ငါတို့ရဲ့ဌာနချုပ်ကအလိုရှိတဲ့ကောင်ဟောင်းနေဘန်ထဲကိုလိုက်ခဲ့ကြရအောင်ဟာရေးထဲမှာပဲကားရလဲကွာငါရှိမှာဟောင်းနေထွက်လာပြီးဟောင်းနေလာခဲ့ရအောင်အကောင်နေချမအောင်တနက်နဲ့ပြေကုန်ပြီစင်းရအောင်အာရောငါ့ကိုစနိုက်ပါနဲ့ချိန်နေပြီးအောင်တေးခွားရောအမရောတပူးလဲရောတပူးလဲရှိတယ်ရောနှစ်ဘူးရှင်ကြော်စားလိုက်မို့ရောနေချားတဲ့ရောဒီကောင်လေးအရင်ရှင်းပြီးမှငါတို့ဘန်နဲ့ဝင်လို့ရမှာကွာဟဲ့အောင်ဘန်ထဲမှာလည်းရှိသေးတယ်ကွာရော security တွေလားမသိဘူးရောဟေ့ခင်ဗျားတို့ထွက်ခင်ဗျားတို့ခံပြစ်မနေနဲ့ကျွန်တော်တို့ဒီမှာလာပြီကျွန်တော်တို့စူပါဟီးရိုးတွေလာပြီဟာလေတန်းကွာအမဟဲ့ဟိုအပေါ်မှာရှိသေးတယ်ကွာဘန်အပေါ်ထဲမှာဘယ်နှစ်ယောက်တောင်လဲ10ယောက်10ယောက်လောက်ရှိတယ်ဟောင်းကြီးမင်းတို့အဲ့ရနဲ့မြားပြီးတော့မင်းတို့အဲ့မှာနေဟောင်းတဲလူသားကြီးကဘာကြီးလဲကွာဟောင်းအယုတ်ကြီးလားဟောင်းစံရော်ကြီးဟောင်းအယုတ်ကြီးလားမသိဟောင်းနေဘာတွေလဲကွာကြောက်ရွံ့ဖြစ်သွားလားမသိဘူးဟောင်းကြီးနေမင်းတို့အဲ့မှာနေငါအပေါ်တက်ပြီးတော့ငါဒီကောင်တွေကိုရှင်းမယ်ဟောင်းယောအဲ့မှာယောအဲ့မှာငါရဲ့လက်တစ်ဖက်ကဒါတစ်ဖက်ကတနတ်ကွာဟောင်းဟဲ့ငါ့ကိုစနိုက်ပါနဲ့ပြစ်နေပြီးတော့သူ့လူသူပြစ်အော်အိုးယောငေါမင်းလားကွာငါ့ကိုကုတ်တာယောအဲ့မှာတနတ်နဲ့မဲလေးယောတိုင်းတက်လဲယောမင်းဓာတ်တော့မင်းမနိုင်ဘူးယောလာပြီးယောလေချားကွာဒီကောင်ကင်းပေမယ်ကွာယောယောဒီကောင်တန်နေယောဟေးလူကောင်ကြီးရတဲ့အကြီးပဲယောဒီကောင်အလွတ်မပေးနဲ့ယောတေးပြီးယောဓမ္မကြီးဟက်ကာမကိုချနေတာဟေးယောအဲ့ဒါငါတို့ရဲ့အဖွဲဝင်ကွာယောကွာတေးစမ်းယောမင်းဟိုပြောင်းလေဒီကောင်နေအဖွဲတွေကဘလောက်တွေတော့များနေတယ်မသိဘူးဟဲ့ဟုတ်ပြီလေဒါဆိုရင်ဒီနေ့ကိုဘလူးတွေထက်တိုက်ခိုက်ရအောင်မလဲဟဲ့အောင်ရှေ့မှာတယောက်တော့တွေ့ပြီးအောင်နေလူစိုးစကန်ချတဲ့နေရာဟဲ့အောင်လိုက်ခဲ့ရအောင်ငါတော့ဟဲ့အောင်ဟေးဒါကပရိအမေရိကကြီးကဘလို့လူစိုးဘက်ကိုရောက်သွားတာလဲကွာဟဲ့အောင်ဒီကောင်တကူတော့ဒီကောင်နေတကူစိတ်ညှို့ထားလားမသိဘူးဟဲ့အောင်ဒီကောင်ရေခဲလူသားဖြစ်သွားတာကွာဟဲ့အောင်ဟေးကပရိဟုတ်တယ်ဟဲ့အောင်ဟေးယောအမရောက်နေစိတ်တော့မကောင်းကပရိန်ကြီးကျွန်တော်တို့မျိုးကာကွယ်ဖို့အတွက်ကပရိန်ကိုနှိမ်နှင်းလိုက်ရတာတဘူးရှင်းကျမကိုကူညီနိုင်မလားရှင်းအခုရက်နေတဲ့အလုံးနေတဲ့အလုပ်တွေကိုရက်လိုက်တော့ကျမပြောတာကိုနားထောင်ရှင်းရတနာလေးနဲ့ပတ်သက်ပြီးတော့ရှင်းအိမ်မက်တစ်ခုရှင်းမက်ခဲ့လားအဲ့ဒါကျမကိုပြည့်ပေးပါဟုတ်တယ်လေငါကလေးဘွားတော့ကတော့ငါယတနာအနေနဲ့ပတ်သက်တဲ့အကြောင်းတော့ငါအိမ်မက်ဘူးတယ်ဘာဖြစ်လို့လဲဟုတ်ပြီရှင်း graphic တော့ရှိကရှင်းတခုကြားလိုက်တာနေမှာပေါ့အဲ့ဒါရှင်းကိုယတနာတထေးဖြစ်သွားစေလိမ့်မယ်အဲ့ဒီယတနာတွေကရှင်းနဲ့ကျမနဲ့အဖွဲတွေပေါင်းပြီးတော့ graphic ရှိကယူကြမယ်လေဒါဆိုရင်ငါတို့ graphic ကိုငါတို့အနိုင်ယူရမှာပေါ့ဟုတ်တယ်အဲ့ဒါငါတို့ရဲ့အလုပ်ပဲဒီယတနာတွေကိုငါတို့ရှာဖွေတွေ့ရှိရင်တော့ငါတို့တွေတထေးဖြစ်ပြီပေါ့အဲ့ဒါကိုငါတို့ရှာရမယ်အဓိကရှင်ကျမတို့တော့ရှင်တခုရွေးချယ်စရာတော့နှစ်ခုရှိတယ်ဘာရွေးချယ်စရာမှလဲဒါဆိုရင်ရှင်တခုတော့ကျမကိုရွေးရမယ်ယတနာတွေကိုရှင်နဲ့ဖွဲ့နဲ့အတူတူကျမလိုက်ပြီးတော့တိုက်ခိုက်မယ်ရှင်ကတော့ကျမကိုကာကွယ်ပေးမှရမယ်ကျမကဘာမှမတက်ဘူးလေကျမကိုကကွန်ပျူတာဟက်ကာပိုင်းပဲကျမကကျွမ်းတာကျန်တာတွေတော့ကျမဘာမှမသိဘူးโอเคလေအဲ့ဒါဆိုလေမင်းငါတို့နဲ့အတူတူငါတို့အဖွဲ့တွေကိုလိုက်ပြီးတော့လိုက်ခဲ့လို့ရတယ်ဟုတ်ပြီငါမင်းကိုကာကွယ်ပေးမယ်အဲ့ဒီတော့မင်းဘာမှမပူနဲ့ငါတို့ထဲမှာဟုတ်ပါတယ်ဟောတကယ်
လူတွေအများကြီးပါတယ်စူပါဟီးရိုးတွေအားဆိုငါတို့နောက်ကနေလိုက်ခဲ့တော့မြန်လေးလိုက်ခဲ့ဟျောင်းလေဒီကောင်တွေကနှိခင်းကြောင်တော်ကြီးတော့မှဟျောင်းငါငါတို့မျိုးကညာဘက်ကြမှာဒူးစရိုက်လောကထူပြောတာကွာအခုကနှိခင်းကြောင်တော်မှဘလို့တွေဖြစ်နေလဲမသိဘူးဟေးဟာဟျောင်းရှေ့မှာလူတယောက်အကူကြီးလိုလို့တဲ့ဒိုက်ကေငါ့ကိုကူညီပါအောင်ကွာငါရဲ့တငယ်ချင်းကဒီမှာငကိုပန်းရောက်တာကွာငါဒီနေ့သူ့ကိုရှာတာမတွေ့တော့လို့ကွာတယောက်ကပြန်မင်းဆွဲသွားလားမသိဘူးကွာအဲ့ဒါမင်းတို့အဖွဲ့ကကူရှာပေးလို့ရမလားကွာဟိုဘလို့လဲဆိုတော့ तू ကငကိုပန်းရောက်နေကွာဒီနားလေးမှာရောက်တာငါတငယ်ချင်းကောက်မှလေဒီနေ့ငါသူ့ကိုငါမတွေ့တော့လို့ကွာအဲ့ဒါမင်းဒီနေ့သူ့ကိုရှာပေးပါလားငါသူ့ရဲ့ပို့တူငါဓာတ်ပုံငါပြမယ်လေဟုတ်ပြီဒါဆိုရင်ငါတို့မျိုးမှာပြန်မင်းဆွဲမှုတွေပါဖြစ်နေတာကွာဒါဆိုရင်ပြန်မင်းဆွဲတဲ့တယောက်ကိုတော့ဟျောင်းနေငါတို့တွေဒီကောင်တွေအဖွဲလိုက်လုံနေတာလားမသိဘူးဟျောင်းဝေးဒါဆိုရင်ပြန်မင်းသမားတွေနဲ့မောင်ကိုသမားတွေနဲ့ဟျောင်းဝေးငါတို့မျိုးမှာတော့ဖြောင်းနေစံကုန်တော့မှာပဲကွာဟုတ်တယ်ဟောင်းနေဘလို့တွေဖြစ်ကုန်တာလဲကွာဟဲ့အောင်ဒီရှိမှာကိုနကလိုက်ရှာစမ်းကွာဟဲ့အောင်လောလောဆယ်ဒီကောင်လေးအောက်မှာတော့မတွေ့ဘူးကွာဒီကောင်လေးတိုက်ပေါ်တွေကိုတော့ငါတက်ကြည့်မှရအောင်မယ်ကွာတိုက်ပေါ်တွေမှာရှိတော့တယ်ကွာရောက်နေအောက်ကဆိုတော့အလွယ်တကူမြင်လို့ရတဲ့နေရာတွေမှာဆိုရင်ဒီကောင်လေးဒူးစရိုက်လုတ်တွေလုံးမှာမဟုတ်ကွာဒီကောင်လေးတိုက်ပေါ်တွေမှာဒီကောင်လေးအုပ်စုဖွဲ့ပြီးတခုခုမဟုတ်တာလုံနေပုံရတယ်ကွာဟုတ်ပြီဟိအောင်ဒီတိုက်ပေါ်မှာတော့မရှိဘူးရှင်းတယ်အဲဆိုရင်ဒီတိုက်ကြီးပေါ်မှာဖြစ်တော့တယ်ကွာဒီတိုက်ကြီးကအကြီးပဲဆိုတော့ကောင်လေးဒီတိုက်ကြီးပေါ်မှာလုံနေတာလားဟိအောင်ရှေ့မှာဟိအောင်ဟေးကားတစ်စီးကိုဒီကောင်လေးပြန်မင်းဆွဲထားတာကွာဟိအောင်ချာဟိအောင်နေဟုတ်ပြီဟိအောင်ဗီနိုင်းလည်းပါတယ်ကွာဗီနိုင်းပါတော့အားရှိတာပေါ့ဟုတ်ပြီကံကောင်းခြင်းလက်ဆောင်ဟုတ်ပြီဒီနေ့အတွက်ကတော့ငါကံကောင်းပြီတဲ့ဟေးဟုတ်ပြီဦးရဲတို့ကလည်းကျွန်တော်တို့တပက်တလန်းအကူညီပေးဘယ်နေရာမှာဦးရဲတို့လူစိုးတွေတွေ့လဲကျွန်တော်တို့လမ်းပြီးတော့အကြောင်းကြားပေးကျွန်တော်တို့အချိန်ပြီးကျွန်တော်တို့ရအောင်လာခဲ့မယ်ဒီကောင်တွေကအခုကတမျိုးလုံးမှာဒီကောင်တွေအဖွဲ့တွေကအများကြီးဖြစ်နေတာဟောင်းနေအချက်ပြမှုအရတော့ဒီရှေ့မှာတင်ကွာဟောင်းနေအောက်မှာဟေးဟောင်းနေဟိုအိုင်ယွန်မန်တို့ဟောတို့အစင်းသက်လောက်လိုက်တခါတည်းအောက်ဆင်းပြီးချရုံပဲဟောင်းနေကျင်းနေတာဗောဒီကောင်တွေကလမ်းတွေကိုညစ်ပအောင် gravity တွေလုံနေတာကွာဟောင်းနေဒီကောင်တွေအလုံးမပေးနဲ့ကွာဟေးခဏနေဖုံးမလာတယ်ကွာဟေးစတိုးဆိုင်တစ်ခုကိုသွားမှရမယ်တဲ့အခုသွားမှရမယ်တဲ့ကျွန်တော်လိုက်ခဲ့စတိုးဆိုင်မှာဓမြတိုက်မှုဖြစ်နေတာလားမသိဘူးဟောင်းဟေးဟေးဒါတရုတ်စာတွေရေးရတယ်ကွာဒါ China Town ဖြစ်မယ်ကွာအားလုံးမျိုးက China Town အားလုံးမျိုးကညဘက်မှာစီကားတာကွာနေကင်းဘက်တွေကြတော့အိတ်ကုန်တာကွာညဘက်တွေကြတော့ရှောက်သွားဘာသွားကလတ်တက်နဲ့ညနှက်တဲ့အထိမနေ့မိုးလင်းပိုင်းမှာပြန်ရောက်ပြီးတော့နေကင်းဘက်ကြရင်ဒီကောင်တွေကအိတ်နေကြတာကွာဟုတ်ပြီလေဟေးအောင်ဒီတိုက်ပေါ်ဘယ်လိုဖြစ်နေရလဲကွာတက်လို့မရဘူးရပါโอเคဟေးအောင်လေအသင်းပြန်လိုက်အောင်ချဖို့ဒီတိုက်ပေါ်မှာရှိတယ်ဟေးအောင်ကျင်းသေးတယ်လာခဲ့ဟေးအောင်လေတနက်နဲ့ဟေးအောင်စနိုက်ပါနဲ့ချိန်ပြတာဟေးလေးစားတနက်တင်နဲ့ရောဟေးအောင်သပင်အရှိနဲ့ညီကိုတွေလားပါလားဟေးအောင်အမွာတွေလားဟေးအောင်ရှေ့မှာရှိသေးတယ်တဲ့ဟေးအောင်ကောင်လေလုံးဝအလုပ်ပေးလုံးမပြေဘူးဟေးအောင်လေလိုက်ခဲ့ဟေးအောင်ရှေ့ကဒီမြို့ထဲမှာဟေးအောင်ဒီတရုတ်ဘုံကျောင်းထဲမှာကွာတရုတ်ဘုံကျောင်းထဲမှာကျင်းသေးတာဗောဟေးအောင်တရုတ်ခိုင်းနေနဲ့တူတယ်ဟေးအောင်ပိုလီကရဲက black cat ကဒီထဲမှာရှိရဲတဲ့သူ့ကိုငါတို့ဖမ်းမရမယ်တဲ့ကျောင်းထဲမှာဟိုင်းကျမကတော့ black cat ပါblack cat တွေပါတော့နားမလဲဘူးကွာနော်မင်းကိုငါတို့ဖွဲ့ကမင်းကိုရာဇဝတ်မှုနဲ့မင်းကိုအလိုရှိနေတယ်ရှင်ကျမကိုဖမ်းလိုက်လေကျမလွယ်နဲ့တော့လက်မလျှော့တတ်ဘူးရှင်ဟေးအောင်လေကြားတယ်ကွာဟေးအောင်လေမင်းကလေးလည်းညာလုံးပြဘူးဟေးအောင်ပျောက်သွားဟေးအောင်
ဟေ့အောင်ကြောင် black cat ဆိုတဲ့အကြောင်းပဲလှင်လိုက်တာဟေ့အောင်ဟေးအိုတိုင်းပေါ်နေတက်ပြေးသွားကြီးသူ့နောက်ကိုလိုက်ဖို့ကဟေ့အောင်ဟေးမလွယ်ဘူးကွာမြန်လိုက်တာဆိုတာဟေးကြောင်အတိုင်းပဲအိုတိုင်းပေါ်နေခုန်တက်သွားတာပေါ့ပါပြီးတော့ဘယ်ရောက်လို့ရောက်မှန်းတော့မသိဘူးမြန်လိုက်တာဟုတ်ပြီဒီ China Town ထဲမှာပက်ကြည့်ရမယ်ကွာရောက်ရှေ့မှာရောက်နေအသိမြင်လာရောက်ပီဇာရောင်းတဲ့လူကြီးရှိရတယ်ကွာဓမြတွေတိုက်နေရပဲကျေးဇူးတင်ပါတယ်ငါတူရဲ့ဦးလေးရဲ့ပီဇာတွေဦးလေးပါဆယ်ပို့ဖို့လာတာဦးလေးရှိရဓမြတွေတိုက်လို့ဗျရော့မင်းတို့အကုန်ပေးလိုက်တော့မယ်ကျေးဇူးပါဦးလေးအခုလို့ကျွန်တော်ကုညီခွင့်ရတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်တို့အလောက်ကပရိုက်တာတဝက်နဲ့ကျွန်တော်တို့ကိုစွမ်းရှိတဲ့သူလူတွေနဲ့မတူတဲ့ဒူးကြချက်တွေကျွန်တော်တို့ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ကျွန်တော်တို့ကလူသားတွေပေါ့ကျွန်တော်တို့ကအကျိုးပြုတဲ့စူပါဟီးရိုးတွေပါဗျကျွန်တော်တို့ကလူသားတွေကိုကျွန်တော်တို့ကအန်ရယ်မပေးပါဘူးဗျလူသားတွေကိုအန်ရယ်ပေးနေတဲ့ကျွန်တော်တို့မျိုးကဂိုင်းတွေကိုပဲကျွန်တော်တို့ကလိုက်ပြီးတော့နှိမ်နှင်းနေတဲ့အဖွဲ့ပါဟုတ်ပြီရောင်ဒီတရုတ်ဘုံကျောင်းထဲမှာရောက်နေတရုတ်ဘုံကျောင်းထဲမှာရောက်နေကြတာကွာရောင်ဒီ graphic design တွေကဒီကောင်တွေကအဲ့ဒါကြီးစွဲပြီးတော့ဘာတွေလောက်လဲမသိဘူးကွာဟုတ်ပြီရောင်ဒီမှာအများကြီးပဲချားရောက်နေရောင်တယောက်ကရောင်ဘာဖြစ်နေလဲရောင်ပြန်မင်းဆွဲတာကွာဒါဟိုကောင်ရှာခိုင်းနေရောင်ခဏလေးကွာရဲရဖလန်ဖုံးဆက်တယ်ဟုတ်ပြီတို့တနေရာသွားမှရမရောင်ရေးအရေးပေါ်ချက်ပေးတဲ့မြည်နေပြီကွာအခုလိုကဲပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ငါတူရဲ့ရတယ်ကျွန်တော်တို့တွေကကိစ္စမရှိဘူးဒါကျွန်တော်တို့လောက်ကမဲ့အလုပ်ကိုကျွန်တော်တို့လုပ်ယုံမယ်ကျွန်တော်တို့မျိုးသူမျိုးသားတွေကိုကာကွယ်ရမှာလဲကျွန်တော်တို့ရဲ့တာဝန်ပဲဗျဒီမှာတော့ contact ကတော့မတွေ့ဘူးကွာဒီကောင်တွေဘယ်အောက်ဆင်းသွားပြီလားမသိဘူးအောင်နေဟုတ်တာပေါ့ငါတို့ဘွယ်တွေကစပိုင်ဒါမန်လားမသိဘူးငါတို့ဘွယ်တွေကလူတွေဘလိုတွေဖြစ်သွားတာလဲကွာဒုတိယခိုင်းနဲ့ပူပေါင်းသွားတာတော့မဖြစ်နိုင်ဘူးကွာဒီကောင်လေးရဲ့စိတ်ဓာတ်ကိုငါသိတယ်ကွာဒီကောင်လေးပုံတူပဲလူစိုးတွေကလှုပ်ထားတာလားမသိဘူးပုံတူပွားတာလားမသိဘူးခုနကလည်းကပရိန်အမေရိကနဲ့တွေ့တယ်ကွာအခုလေးတင်စပိုင်ဒါမန်နဲ့တွေ့တယ်ကွာပုံတူပွားတာနေလိမ့်မယ်ကွာဒီကောင်လေးရဲ့မျိုးစိတ်တွေကိုယူပြီးတော့ဒီကောင်လေးရဲ့ DNA ကိုယူပြီးတော့ဒီကောင်လေးနဲ့တပုံစံနဲ့တူတဲ့စွမ်းအားရှင်တွေဖန်တီးထားတာကွာရှေ့မှာအသိပြင်ထားရှေ့မှာအချက်ပေးတဲ့ပေါ်နေပြီတိုက်ခိုက်ဖို့အစင်းသင်းလောက်ထားနေဟုတ်ပြီဒီမှာလာခဲ့တော့ဒီရောက်မှာရောတေးစမ်းရောလေဟုတ်တာဗောလူကိုပြန်မင်းဆွဲတာပြန်ပြီကွာကဲဦးလေးဘာမှစိတ်မပူတော့နဲ့နော်ဦးလေးကအန်ရီကင်းရှင်းသွားပြီဟုတ်ပြီမင်းတို့နှစ်ယောက်ကဒီမှာကြံခဲ့လိုက်ကွာနော်ဦးလေးကိုစောက်ရှောက်ပေးထားလိုက်ဦးလေးအန်ရီနဲ့ကြုံလာငါအဆောင်နေထားခဲ့လိုက်မယ်ဟုတ်ပြီဒီမှာလဲထားခဲ့ဟုတ်ပြီရောက်နေမင်းတို့ရှေ့ရမသွားနဲ့ငါနောက်ကပဲလိုက်ခဲ့ဒီဖွဲ့ထဲမှာငါခေါင်းဆောင်ဆိုတော့ငါနောက်ကလိုက်ခဲ့မှရမယ်ရှေ့ကိုသွားလို့မဖြစ်ဘူးမင်းတို့တခုခုအန်နေကြုံမှာဆိုလို့ကွာမင်းတို့လက်ထက်မှာဘာမှပါတာမဟုတ်ငါမှဓားပါတယ်ကွာပစ္စတိုတလက်ပါတယ်ကွာလိုက်ခဲ့ငါနောက်ကလိုက်ခဲ့ဒီထဲမှာဒီလမ်းကြားထဲမှာငါတိနေပြီကွာဘေးဘက်သမ်းမှာကွာဒီမှာရောက်နေရောနေချရောက်နေဒါပဲဗောကွာမင်းတို့မလောက်စားကောင်းနေကငါတို့စူပါဟီးရိုးဖွဲ့ကိုနိုင်မယ်တဲ့လားကွာနော်မင်းတို့နောက်ဘွားကြမှာသာဆူတောင်းတော့ငါတို့နိုင်ဖို့အတွက်ဆိုရင်ဖះစင်ရှေ့မှာဒူးထောက်ပြီးတော့ဆူတောင်းငါတို့နိုင်ဖို့အတွက်ဆူတောင်းရင်တော့ဘူပေါင်းရမယ်ကွာဘူပေါင်းဆိုတော့နော်မိုးပြန်ဘူစီပေါင်းရှိတယ်မင်းတို့ပေးလိုက်ဟုတ်ပြီရောက်နေကန်းကြီးမှာတခုခုဖြစ်နေတယ်ရောက်နေဝါပြိုင်ကားလေးကလှလိုက်တာဟေးလာခဲ့ရောက်နေလိုက်လာခဲ့ကန်းကြီးမှာရောက်နေကန်းကြီးမှာတဲလူသားတွေ
ကန်းကြီးကိုအပန်းပြေတဲ့လူတွေကိုဟိအောင်နှောက်ရက်ပေးနေတယ်ဟိအောင်နေလိုက်ခဲ့ဒီမှာဟိအောင်လောတဲ့ဒီကောင်လေးတစ်ဖက်တူဟိအောင်လူငယ်တွေပဲကွာလူငယ်တွေကိုဒီကောင်လေးဘာတွေနဲ့ထိန်းချုပ်ထားလဲမသိဘူးဟိအောင်လေချဟိအောင်နေချယောရေးထဲမှာအချိန်လုံးအောက်ပြုတ်ကြသွားပြီကွာဒီကောင်လေးကိုပြက်ရှင်းပါရမယ်ဟိအောင်နေတယောက်မကြံရှင်းလင်းခဲ့ဟုတ်ပြီဟောဟိုမှာကန်းကြီးမှာအကူကြီးလိုနေတယ်တဲ့ငါသွားမှဖြစ်တော့မယ်မင်းတို့လည်းနောက်ကနေလိုက်ခဲ့တော့ငါနောက်ကနေဟုတ်တယ်ဟေးအောင်ဟေးလာဒီလမ်းတိုင်းသွားကြမယ်ကန်းကြီးမှာအကူကြီးလိုနေတယ်တဲ့ဟေးအောင်နေကန်းကြီးမှာတဲလူသားတွေဟေးအောင်နေအောင်လေချကွာဒီကောင်လေးဒီကောင်လေးကားတွေလည်းဒီကောင်လေးပြမိဆွဲထားတာပဲကွာလာခဲ့ရောင်းနေအေးဟုတ်တယ်မလူတွေပြေးနေပြီအောင်ရှေ့မှာတဲလူသားတွေရှိတယ်အောင်လာအောင်ဟိုဘက်ကန်းကိုကူးမှရမယ်ကွာရေနဲ့ငါလည်းရေကူးကကျွမ်းတယ်ကွာအောင်တက်လို့မရပါလားဓာကြီးကတားမြင့်နေတာဟုတ်ကွာရေကတာပုံစံမျိုးမြို့ထဲကိုရေတွေဝင်มาဆိုလို့အေးရပြီဒီမှာဒီရှေ့မှာရောက်နေလိုက်ခဲ့အေးဟုတ်ပြီဟိုမှာရောက်တဲလူသားတွေရောက်ပြီပင်လေကန်းကြီးကိုအပန်းပြအနားယူတဲ့လူတွေကိုကောင်းလေးချားကွာရောက်နေရောက်ပြီဖလာကြီးကလည်းအဲထွက်နေရပဲတို့ဘွဲပေါင်းချတော့မနှဲချရတယ်နော်ဒီကောင်းလေးဟာဟိအောင်ထက်ထွက်လာတယ်ဟေးမသေးဘူးဟာရောက်နေချတာအေးဟုတ်ပြီရှင်းသွားပြီဟုတ်ပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘလို့မျိုးရင်းဒူးစရိုက်သမားတွေကိုကျွန်တော်နဲ့အဖွဲ့စူပါဟီးရိုးဖွဲ့ဘလို့နှိမ်နှင်းမလဲဆိုတာကျွန်တော်ရဲ့နောက်လာမယ့်ဗီဒီယိုလဲဆက်လက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ channel လေးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်း like and subscribe လုပ်ပေးဖို့မြတ်တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုဒီမှာဒီထက်ကောင်းတဲ့အားနဲ့ပြန်လည်တွေ့ဆုံပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye